တိုးနဲ့ကြီးတဲ့မှာချင်းတဲ့တကောင်ကတောင်စိတ်တကောင်ကိုအမီးရဖမ်းဟိုလိုက်တယ်နောက်ဆုံးတော့သူတို့နှစ်ကောင်6ကန်းပါတစ်ခုရဲ့ထိပ်ကိုရောက်သွားကြတော့အဲ့မှာတောင်စိတ်ကတော့သူ့ရဲ့ပင့်ကိုစွန့်ရည်အတိုင်းပဲ6ကိုအသားလေးခုံးကျော်သွားတယ်တစ်ဖက်ကန်းကိုလွယ်လွယ်ကူကူပဲချင်းတဲ့ကတော့ဒီဘက်ကန်းမှာဒေါသတကြီးနဲ့မချစ်မရဲကြမ်းခဲ့တာပေါ့ဒီနေရာမှာထင်ချင်းတဲ့ရဲ့ပထမဆုံးအားနည်းချက်ကပေါ်လာပြီအဲ့ဒါကတော့သူ့ရဲ့ထိတ်ခိုက်သွားတဲ့မာနပဲအဲ့ဒီအချက်ကတော့ချက်ပဲရှင်ချင်းတဲ့ကသူကတောဘရင်ဆိုတဲ့ဂုံပုံရှိတော့လေကိုအရာရာစွန့်နိုင်တယ်လို့ထင်နေတာဒါပေမဲ့သူတို့အများကြီးတင်းခဲ့တဲ့တောင်စိတ်တကောင်ကသူ့မလုံးနိုင်တဲ့ຢာကိုသူ့မဲစီးရှေ့မှာနေအေးဆေးလုပ်ပြသွားတဲ့အခါသူ့ရဲ့အတ္တကအပြင်းထန်ထိခိုက်သွားရောစိတ်ပညာမှာဆိုရင်ဒါကို emotional hijacking လို့ခေါ်တဲ့အခြေအနေမျိုးပေါ့ပြင်းထန်တဲ့စိတ်ခံစားမှုအထူးသဖြင့်ဒေါသနဲ့အရှက်ရတဲ့ခံစားချက်ကဦးနှောရဲ့ကြိုးချောင်းဆင်ခြင်နိုင်စွမ်းကိုလုံးဝပိတ်ချလိုက်တာရှင်အဲ့ဒီချိန်မှာချင်းသေးဟာတောပြင်းမဟုတ်တော့ဘူးတန်ရာရနေတဲ့မာနာရဲ့တောက်ကောင်ဖြစ်သွားပြီဟုတ်တယ်အဲ့ဒီလိုစိတ်ခံစားမှုတွေထိုးတက်နေပြီးဘာလို့ဘာကိုကြိုက်ရမှမသိထိနေတဲ့အချိန်အဲ့ဒီချိန်မှာပဲမြေခွေးတစ်ကောင်ရောက်လာတာပြီးတော့ချင်းသေးကြားကျင်နေတဲ့စကားတွေကိုအတိအကျရွေးပြီးပြောတာပဲ तू ကခွန်လိုက်ပါလားဘာကိုကြောက်နေတာလဲတဲ့ခင်ဗျားမှာခွန်တိုင်းတဲ့ခွန်အားလည်းရှိနေတာပဲတောင်စိတ်ထက်တောင်လင်းမြန်တာအလွဲလေးနဲ့တစ်ဖက်ကန်းရောက်သွားမှာဆိုပြီးမြုပ်ပင်ရောဒီစကားတွေကိုကြည့်ရင်ရိုးရိုးအပိစကားနဲ့တူနေပေမဲ့သူ့ရဲ့နီးပြူရာကပိုနေတယ်ဗျာတော်တော်လေးနည်းနည်းပါတယ်ရှင်ဒါကရိုးရိုးမြုပ်ပင်တာထက်တစ်ဆင့်မြင့်တယ်ဒါကို confirmation bias ကိုအသုံးချသွားတာလို့ပြောလို့ရတယ် confirmation bias ဟုတ်ကဲ့ confirmation bias ကလူတွေဟာကိုယုံကြည်ပြီးသားအချက်လက်တွေကိုပဲထောက်ခံတဲ့သတင်းအချက်လက်တွေကိုရွေးပြီးလက်ခံတတ်တဲ့စိတ်ရသဘောတရားပဲလေချင်းသေးကငါအားကြီးလေငါကမြန်တယ်ငါလုံနိုင်ရမယ်လို့သူ့ကိုယ်သူပြောနေတဲ့ချိန်မှာမြေခွေးကအဲ့ဒီအသွေးကိုပဲပဲ့တင်ထန်လို့ပြန်ထပ်ပေးလိုက်တာသူကသတင်းအချက်လက်အသစ်ပေးနေတာမဟုတ်ဘူးရှင်ချင်းသေးရဲ့မာနကြားချင်နေတဲ့စကားကိုပဲအတန်ကျဲ့ပေးလိုက်တာအထူးသဖြင့်ဘာကိုကြောက်နေတာလဲဆိုတဲ့မေးခွန်းကလေချင်းသေးရဲ့တတိကိုစိန်ခေါ်ရင်းနဲ့သူ့မာနကိုပို့ပြီးမခံရင်ကောင်းဆွေပေးလိုက်တယ်လို့ပဲဒါကြောင့်ကိုဆိုချင်းသေးကသူ့ရဲ့စွမ်းဆောင်ရည်ကိုမှန်မှန်ကန်ကန်မတုံးတက်နိုင်တော့ဘူးမေခွေးရဲ့စကားကိုပဲအတီးပြုတ်ချက်အဖြစ်ယူလိုက်တော့လားပေါ့နောက်ဆုံးတော့သူခုန်ချလိုက်တယ်ဒါပေမဲ့တစ်ဖက်ကန်းကိုမရောက်ပဲချုပ်ထဲကြပြီးတေးသွားရောမေခွေးကတော့သူလိုချင်တဲ့ချင်းသေးရဲ့သားကိုအေးဆေးဆေးစားသွားနိုင်ခဲ့တယ်ဒီညမှာချင်းသေးရဲ့ကြာရှုံးမှုကလေတကယ်တမ်းမှသူ့မှာခုံနိုင်တဲ့စွမ်းရည်မရှိလို့လားဒါမှမဟုတ်ကိုယ်စွမ်းရည်ကိုမာဂင်တုံတက်မိလို့လားဒါက Dunning-Kruger effect ဆိုတာနဲ့များတူနေမလားဗျအတိအကျပဲရှင် Dunning-Kruger effect ဆိုတာကစွမ်းရည်နှိမ့်ခဲ့သူတွေကသူတို့ရဲ့စွမ်းဆောင်ရည်ကိုအမှန်တကယ်ထပ်ပိုးပြီးတော့မိမိအမှားအကဲဖြတ်တတ်ကြတဲ့ cognitive bias တမျိုးပဲလေချင်းတဲ့ဟာခွန်အားကြီးတာမှန်တယ်ဒါပေမဲ့ချက်ကမ်းပါခုံကျော်နိုင်တဲ့ပေါ့ပါမှုနဲ့ကျွမ်းကျင်မှုကသူ့ရဲ့အဓိကစွမ်းရည်မဟုတ်ဘူးဆိုတော့သူ့ရဲ့တောဘရင်ဆိုတဲ့မာနကသူ့ရဲ့အစွမ်းအစအားလုံးကိုလွှမ်းခြုံပြီးတော့ငါပါမဆိုလုံနိုင်တယ်ဆိုတဲ့ယုံကြည်မှုလွန်ခဲ့ခြင်းကိုဖြစ်စေခဲ့တာမြေခွေးရဲ့စကားကအဲ့ဒီမီးကိုစီလောင်းပေးလိုက်တယ်လို့ပဲတကယ်တော့လေဒီလိုအဖြစ်ပြက်တွေကတောထဲမှာပဲဖြစ်တာမဟုတ်ဘူးကျမတို့ရဲ့အစည်းအဝေးခန်းနေထဲမှာလေနေတိုင်းလိုဖြစ်ပြနေတာဟုတ်လားဗျာအဲ့ဒါကိုနည်းနည်းပိုရှင်းပြပေးလို့ရမလား corporate လောကမှာရောဒီလိုချင်းတိတ်နဲ့မြေခွေးပုံစံမျိုးကဘယ်လိုဖြစ်တယ်လဲတိတ်ဖြစ်တာဝရှင်ကျမတို့နာမည်မသုံးပဲဇလန်ပုံစံလေးပြောပြကြည့်အောင်နော်နာမည်ကြီး company တစ်ခုမှာ CEO တယောက်ရှိတယ်သူ့ကိုဥကျော်လို့ပဲဆိုကြပါစို့သူကအမြဲတမ်းရဲရင်ဆုံးဖြတ်ချက်တီချတယ်ပြိုင်ဘက်ကြီးကိုအနိုင်ယူရတာကြိုက်တယ်သူ့ကိုယ်သူလုံလန်းခွင့်ရချင်းတိတ်တကောင်လို့သဘောထားတာပေါ့ဒီနေ့မှသူကနီးပညာ startup တွေးလေးတစ်ခုကိုဈေးကြီးပေးပြီးဝယ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီ startup ကတုံစိတ်လေးလိုပဲတေးပေမဲ့လင်းမြန်လီစမ်းတစ်တယ်စိတ်ဝင်စားစရာပဲပြီးတော့ဘာဆက်ဖြစ်လဲဗျကုမ္ပဏီရဲ့ CFO ဘောဗနာရေးအရာရှိချုပ်ကဒီအစီအစဉ်ကိုကန့်ကွက်တယ်စိုင်းစရာတွေအချက်လက်တွေနဲ့ပြပြီးတော့ဒီ startup ကိုဝယ်လိုက်ရင်ကုမ္ပဏီထက်အန်ရယ်များလို့နဲ့ငွေကြေးရမကိုက်ဘူးဆိုပြီးအချိန်ချင်းတင်ပြရရှင်ဒါပေမဲ့ဥကျော်အတွက်တော့ဒါဟာသူ့ရဲ့ဆုံးဖြတ်ချက်ကိုစိန်ခေါ်လာသူ့ရဲ့အမြင်ကိုမယုံကြည်တာလို့ခံစားလိုက်ရတယ်သူ့ရဲ့မာနကိုထိထိုက်ထွားတာဗောချင်းတဲ့တောင်းစိတ်ကိုမမီလိုက်လို့ဒေါသထွက်တယ်လို့မျိုးပဲအေးအချိန်မှာမြေခွေးပုံလာတော့မှာပေါ့နော်ဟုတ်တယ်အဲ့ဒီမှာ VP ဒုတိယဥက္ကဋ္ဌတယောက်ကဥကျော်စီကိုချင်းကပ်လာတယ်သူက CFO လို့အချက်လက်တင်နဲ့မပြောဘူးသူကဘယ်လိုပြောလဲဆိုတော့စောဒီကိစ္စကကနန်းနေအကြောင်းမဟုတ်ဘူးစော်ရဲ့အမျောအမြင်အကြောင်းပါ
သူတို့တွေကအသေးစိတ်စည်ရင်းစရိုက်တွေပဲကြည်တတ်တာဆော်လိုဝစ်ပလစ်မျိုးသူတို့မှမရှိဘူးဒီ startup ကိုဝယ်လိုက်တာဟာဆော်ရဲ့အမွေအနှစ်ကိုတိဆောက်တာပဲအသေးဖွဲကိစ္စတွေနဲ့နောက်ဆုတ်မနေပါနဲ့ဆိုပြီးပြောလိုက်တယ် ချင်းသေးကိုမြေခွေးပြောတဲ့စကားနဲ့တပုံစံနှီးပါပဲနော်ခင်ဗျားမှာခွန်အားရှိတယ်ခင်ဗျားပုံမြန်တယ်ဆိုတာနဲ့စာမမျောမြန်ရှိတဲ့စာသူတို့ကြတားရတယ်ဆိုတာကအတူတူပဲ အတိအကျပဲရှင်အဲ့ဒီ VP ရဲ့ရည်ရွယ်ချက်ကကုမ္ပဏီကောင်းဖို့ထက်ဥကျော်ရဲ့လူယုံတော်ထစ်လာဖို့ယာဒူးတက်ဖို့ပဲဆိုတော့သူကဥကျော်ရဲ့ထိခိုက်နေတဲ့မာနကြားချင်နေတဲ့စကားကိုအတိအကျပြောပေးလိုက်တာနောက်ဆုံးတော့ဥကျော်က CFO ရဲ့အကြံကိုပယ်ချပြီး VP ရဲ့မြို့ပိန်စကားနောက်ကိုလိုက်တယ် startup ကိုဈေးကြီးပြီးဝယ်လိုက်တယ်ရလက်ကတော့ခက်မှန်းလို့ရမှာပါပဲ startup ကကုမ္ပဏီကြီးရဲ့ရန်တရားထက်မှာအန်မဝင်ပဲရုန်းကန်ရတယ်ငွေတွေအများကြီးရှုံးတယ်နောက်ဆုံးမှာကုမ္ပဏီတစ်ခုလုံးကိုပါဆွဲချသွားပြီဥကျော်လဲ CEO ရာတို့ကနေထွက်လိုက်ရတယ်6ထဲကျသွားလဲချင်တဲ့လိုပဲပေါ့ ဒါဆိုချင်းတဲ့နဲ့ဦးကျော်ကပုံစံခွတ်တစ်ခုတည်းပဲလို့ပြောရမှာပေါ့နေအောင်လုံးကသူရဲ့စင်ဂျန်တုံတရားထသူရဲ့မာနာကိုရှေ့တန်းတင်ခဲ့တယ်ပြီးတော့သူတို့ကြားချင်တဲ့အမှန်တရားကိုပဲရွေးပြီးနားထောင်ခဲ့ကြတာဒါမဲ့တစ်ဖက်မှာလည်းချင်းတဲ့လို့ဦးကျော်လို့ခေါင်းဆောင်တရားအတွက်ကိုယုံကြည်မှုရှိဖို့ကအရေးမကြီးဘူးလားဗျာယုံကြည်မှုနဲ့မာနာကြားကစီးကဘယ်နေရာမှာရှိနေတာလဲ အရန်ကောင်းတဲ့မိခွန်းပါရှင်ယုံကြည်မှုနဲ့မာနကြကခြားနာချက်ကတိမ်မွေ့တယ်ယုံကြည်မှုဆိုလားကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုအချက်အလက်နဲ့အတွေ့အကြုံပေါ်မှာအခြေခံပြီးယုံကြည်တာငါဒီလိုကိစ္စမျိုးကိုအရင်ကဖြေရှင်းခဲ့ဘူးတယ်ဒါကြောင့်အခုလဲလုံးနိုင်လောက်တယ်ဆိုလာမျိုးပေါ့မာနဒါမှမဟုတ်မာနထောက်လွှားမှုကြတော့အချက်အလက်ကိုမျက်ကွယ်ပြုပြီးကိုယ့်ရဲ့အဆင့်တန်းဒါမှမဟုတ်ကိုယ်ပိုင်ပုံရိပ်အပေါ်မှာပဲအခြေခံပြီးယုံကြည်တာငါက CEO ပဲငါဆုံးဖြတ်ချက်ကအမြင့်မှန်ရမယ်ဆိုလာမျိုးပေါ့ရှင်ယုံကြည်မှုရှိတဲ့သူကဝေဖန်မှုကိုလက်ခံနိုင်တယ်အချက်အလက်အတစ်ကျပေါ်လာရင်သူဆုံးဖြတ်ချက်ကိုပြန်သုံးသပ်ဖို့ဝင်မလေးဘူးမာနကြီးရဲ့သူကတော့ဝေဖန်မှုကိုကိုရေးကိုတာတိုက်ခိုက်မှုလို့မြင်ပြီးသူ့ရဲ့မူလဆုံးဖြတ်ချက်ကိုကာကွယ်ဖို့ပဲကြိုးစားတော့တယ် ဒါဆိုရင်လေမိကြီးကြီးရွေစကားကိုကြီးလိုက်ရင်အပေါ်ရန်မှာတော့အားပေးနေလို့ပဲဒီကလေးတန်းမှာအစိတ်ပါတဲ့အားပေးစကားနဲ့စေတနာမှနဲ့အားပေးတာကိုလက်တွေ့ဘဝမှာဘယ်လိုခွဲခြားနိုင်မလဲဗျ ခွဲခြားဖို့အဓိကအချက်၃ချက်လောက်ရှိတယ်ရှင်ပထမချက်ကအကြံပေးဖို့ရဲ့ရည်ရွယ်ချက်ကိုစဉ်းစားပါသူကဒီအကြံကိုပေးလို့သူ့အတွက်ဘာအကျိုးရမဲ့ရနိုင်မလဲသူ့ရဲ့အကျိုးစီးပွားကကိုယ့်ရဲ့အကျိုးစီးပွားနဲ့တထတိကြရဲ့လားဒုတိယချက်ကအကြံဉာဏ်ရဲ့အခြေခံကိုကြည့်ပါအဲ့ဒီအကြံကအချက်အလက်ပေါ်မှာအခြေခံထားတာလားဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ခံစားမှုကိုဆွေးပေးဖို့တတ်ပြောနေတာလား ဟုတ်တယ် ဒီ startup ရဲ့နည်းပညာကအလားအလာရှိတယ်ဈေးကွက်ခွဲချမ်းစိတ်ဖတ်ချက်အရာအောင်မြင်နိုင်ချက်90%ရှိတယ်လို့ပြောတာနဲ့စာကအမြော်မြင်ရှိလို့အောင်မြင်မှာပါလို့ပြောတာကမတူဘူးလीတတိယချက်ကကိုယ့်ရဲ့တုံ့ပြန်မှုကိုကိုပြန်တုံ့တက်ပါအဲ့ဒီအကြံကိုကြားလိုက်တဲ့အခါကိုယ့်ရဲ့မဟာနာကကြီးနှက်သွားပြီးစိတ်သက်သာရရောက်သွားလားဒါမှမဟုတ်ပူပြီးစဉ်းစားစရာတွေစင်ခေါ်မှုတွေပေါ်လာလားစေတနာမနစ်ပေးတဲ့အကြံဉာဏ်ကအများသောအားဖြင့်ကိုယ့်ကိုတက်တုံတက်တမ်းဖြစ်စေဘူးရှင်ပူပြီးတွေးခေါ်စေတယ် အဆိုရင်အလုံးကိုပြန်ခြုံငုံကြည့်လိုက်ရင်ဒီပုံပြင်လေးကကျွန်တော်တို့ကိုယ့်ရဲ့မာနကိုတတိထားဖို့နဲ့ကိုယ်နာတဲ့မှာချိုးနေတဲ့စကားတိုင်းကိုမယုံဖို့တတိပေးနေကြပါတော့အထူးသဖြင့်စိတ်ခံစားမှုတွေပြင်းထန်နေခြင်းအောင်မြင်မှုကြောင့်မှန်တဲ့နေခြင်းဒါမှမဟုတ်ရှုံးနေမှုကြောင့်စိတ်သက်သာနေခြင်းဒီမှာကိုယ်စီရောက်လာတဲ့အကြံဉာဏ်တွေကိုပိုပြီးတတိထားစစ်ဆေးဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲ ဟုတ်ပါတယ်ရှင်နောက်ဆုံးအနေနဲ့နားထောင်သူတွေကိုတွေးစရာတစ်ခုထားခဲ့ခြင်းနဲ့ဒီဇလန်းမှာလူများစုကချင်းတဲ့အမားနဲ့မြေခွဲရဲ့ကောက်ချင်မှုကိုပဲအားလုံးစိုက်တတ်ကြတယ်ဒါပေမဲ့ကျမတို့တောင်စိတ်အကြောင်းကိုပြန်စဉ်းစားကြည့်ရအောင်တောင်စိတ်6ကိုကြော်နိုင်ခဲ့တာဟာသူ့မှာချင်းတဲ့ဖာတဲ့အစွမ်းအစရှိနေလို့မဟုတ်ဘူး။ तू ကသူ့ရဲ့စွမ်းရည်နဲ့သူ့ရဲ့ကန့်သက်ချက်ကိုအတိအကျသိနေလို့ तू ကပေါ်ပါတယ်တောင်စောင်းနေမှာကျင်းလဲတယ်။အဲ့ဒီစွမ်းရည်လား6ကိုကြော်ဟုအန့်ကြိုက်ချင်နေတာ။ तू ဟာချင်းတဲ့အင်အားပြန်ဟုတ်ဘယ်တော့မှမကြိုးစားဘူး။ तू ကသူ့ရဲ့ကစားခွင့်မှာပဲကစားသွားတာ ချက်ကတော်တော်လေးစဉ်းစားစရာပဲဗျကျွန်တော်အဲ့ဒီလိုပဲတွေးမိဘူးတောင်စိတ်ရဲ့အောင်မြင်မှုကသူ့ရဲ့အစွမ်းကြောင့်ဆိုတာတဲ့သူ့ရဲ့ကိုတည်ခြင်း self awareness ကြောင့်လို့ပြောရမှာပေါ့နော် ။ဒါပေါ့ရှင်။ပြီးတော့တကယ်သင်ခန်းစာအစစ်မှန်ကချင်းတဲ့ရဲ့မားကိုရှောင်ချင်ဖို့တခုတည်းလား။ဒါမှမဟုတ်တောင်စိတ်ရဲ့အသိဉာဏ်မျိုးကိုမွေးမြူဖို့လားဆိုတာကပိုအရေးကြီးတဲ့မေးခွန်းဖြစ်လာတယ်။ကျမတို့အားလုံးကကိုယ့်ဘဝရဲ့ချင်းတဲ့မဖြစ်အောင်မာနကြီးပြီးသူများမြော့ပင့်တာမခံရအောင်စ조사နေကြတယ်။ကိုမြေခွေးမဖြစ်အောင်ကိုကြိုအတွက်သူတစ်ပါးကိုမလှည့်စားအောင်လဲဆင်ခြင်နေကြရတယ်။ဒါပေမဲ့တကယ်ပန်းတိုင်ကအဲ့နှစ်ခုကိုရှောင်တာထက်တောင်စိတ်ဖြစ်လာဖို့မဟုတ်ဘူးလားရှင်
ဆိုလိုတာကသူတစ်ပါးရဲ့မြောက်ပင့်မှုဖိအားပေးမှုဒါမှမဟုတ်ပြိုင်ဆိုင်မှုတွေကြားမှာကိုယ့်ရဲ့ကစားကွင်းကဘာလဲကိုယ့်ရဲ့စီးမင်းကဘာလဲကိုယ့်ရဲ့ခုံရမယ့်ခြင်းကဘယ်တော့လဲဆိုတာကိုကိုယ့်ရဲ့အတိတရားနဲ့တီးတီးငင်ငင်ဆုံးဖြတ်ပြီးအေးဆေးဆေးကြော်ဖြတ်သွားနိုင်ဖို့ပါပဲဘယ်ချောက်ကံပါကိုခုံသင်ပြီးဘယ်ချောက်ကံမကိုရှောင်ရမလဲဆိုတာကိုတိတာကမှတကယ်ဉာဏ်ပညာအစစ်မဟုတ်ပေးဘူးလား